သူများကိုဒုက္ခပေးမှရလာတဲ့သူများကိုဒုက္ခပေးပြီးခုခေတ်စကားလည်းပြောရင်သူများကိုအချောင်နဲ့မပြီးကိုယ်ကောင်းကျိုးရှာတဲ့ပုဂ္ဂိုလ်တွေကဘယ်တော့မှကိုယ်ကောင်းကျိုးချမ်းသာမရဘူးလို့မြတ်စွာဘုရားဟောတယ်သူများဒုက္ခပေးပြီးမှကိုယ်ဗမာစကားမှာလည်းရှိတယ်သူများမျက်ရည်ကျမှထမင်းဝါတဲ့လူမျိုးမဖြစ်စေရဘူးဆိုတာအဲ့ဒါဘုရားဟောတဲ့အဆုံးအမတွေနဲ့တူတူပဲအဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေဟာလိုက်နာကျင့်သုံးအောင်တိုင်းပြည်နဲ့ပတ်သက်လာလို့ရှိရင်စစ်ပွဲတွေဟာကိုကတိုက်သူကတိုက်သူကတိုက်ရင်လည်းကိုကတိုက်မှာပဲသူကပြစ်ကိုကပြစ်နေပြစ်နေလို့ရှိရင်အချင်းချင်းပြန်လှန်သူနိုင်ကိုနိုင်တိုက်နေလို့ရှိရင်ဘယ်တော့မှစစ်ပွဲတွေဟာရပ်ဆိုင်သွားမှာမဟုတ်ဘူးတုံးနဲ့တူအပေးယူလုပ်ပြီးတော့တုံးနဲ့တူရှင်းတတ်အောင်အေးချမ်းအောင်အဆုံးသတ်မှသာလေလူတွေမျောလင်းတဲ့ငြိမ်းချမ်းရေးဆိုတာရတာဖြစ်တယ်ဘယ်တော့မှရန်ကိုရန်နဲ့တုံလို့မပြောက်ဘူးဆိုတဲ့သဘောတရားနိယမကြီးဟာအမတ္တမမှန်ကန်ပါတယ်အဲ့တော့ဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနိလန်းတွေဟာလူတွေကလိုက်နာဖို့လွယ်လားလို့ဆိုတချို့ကိစ္စတွေကမလွယ်တာဘာကြောင့်လဲလို့ဆိုရင်လူတွေရဲ့တဏ္ဍာမှာကောဓာတို့မာနတို့ဆိုတာဒါတော်ဆိုတယ်ကောဓာမာနဆိုတာအမျက်ဒေါသကြီးတယ်ကိုယ်ထင်ကြီးတယ်မာမနာကြီးတယ်လူတွေဟာမာမနာကြီးကြတယ်ကြီးလာတဲ့မာမနာကိုမလျှော့ချနိုင်ကြလားအဲ့ဒီမလျှော့ချနိုင်ခြင်းကြောင့်ဒေါသတို့ကောဓာလို့ဆိုတဲ့အမျက်ဒေါသရဲ့မာမနာရဲ့နှစ်ခုပေါင်းပြီးတော့လူတွေဟာထောင်လွှားကြတာဖြစ်တယ်အဲ့ဒီတရားနှစ်ပါးရဲ့လှုပ်ဆောင်မှုကြောင့်ကဘာကြီးတစ်ခုလုံးဟာငြိမ်းချမ်းမှုမရကြဘူးငြိမ်းချမ်းမှုမရငြိမ်းချမ်းမှုမရသည့်အတွက်ကြောင့်အပြစ်မဲ့တဲ့ပုဂ္ဂိုလ်တွေဟာသိဆုံးကုန်ကြတယ်အဲ့တော့သင်္ကန်းစာယူရမှာဘာလို့ဆိုလို့ရှိရင်မိမိတယောက်ရဲ့မာမနာတွေကြောင့်မိမိတယောက်ရဲ့အမုန်းစိတ်တွေကြောင့်တခြားလူတွေဒုက္ခရောက်တာမျိုးမဖြစ်သင့်ဘူးမေတ္တာဆိုတာရဲ့မာမနာကိုလျှော့ချလိုက်တဲ့ဂါရဝတို့နိဝါဒဆိုတဲ့တရားတွေနဲ့ကသားလဲတုံးနဲ့